ကျွန်တော်တို့ဒီပေါ့ငွေနှမ်းသားကြီးငကားလေတော်ပေါ့တနင်္သာရီတို့ရဲ့လူမျိုးတွေရိုးရဖြစ်တဲ့ငွေနှမ်းသားကြီးငကားလေတော်ဒါသူတို့အလုပ်ပေါ့နော်ဒါခော့တရားနေမှာဒါခော့တရားမဟုတ်ကျွမ်းမအစီအစဉ်ဖြစ်ပါတယ်ဟုတ်စီတန်းတရားတော့မချီမီမပလိုက်တာနာပြလောဒါအလုပ်ပေါ့ဒီတနင်္သာရီကသူရိုးရဝတ်စုပ်ပေါ့နော်ဒါလည်းဆိုအနာချီနာအမီလက်ဖေးဒီမှာပေါ့ကျွန်တော်တို့အခုဆိုရတာဆရာတော်ကြီးရဲ့စပနာတွဲပေါ့စပနာဥဒကစပနာတွဲဒါကျွန်တော်တို့ rehearsal အနေနဲ့လေ့ကျင့်တော့ရောက်တော့ကျွန်တော်တို့ body cam မှာစိုက်ကပြီးတော့ဖြိုရည်များတုတ်စားကြတရားတလောက်စီပါဖြိုရည်များတုတ်စားကြတယ်ဖြိုရည်တုတ်စားပြီးတော့တစ်ခါဒီဖဲအာယူလာထိုင်မှာကျွန်တော်တို့အေးချူတော့တစ်ခါအလောကကျတော့အေးတစ်ခါတောက်ကြတယ်ဒီမှာခော့တရားမုံနဲ့ဒီပဲချက်သီတာလားဆုံမှာခော့တရားမုံနဲ့ဒါချင်းဥပ္ပထာလားအမြဲသူကဒီစုစားရှောင်းနေရပါတယ်အဲ့ဒီခော့တရားမုံနဲ့ဒါလည်းဖဲရည်တိုင်းမဲ့ဆိုပြီးတော့ဒီနေရာတုတ်ခုပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါထမင်းထွေးမဲ့အစီအစဉ်နဲ့အလုံးပေါ့ကျွေးသမားမွေးသမားတွေအလုံးလဲကိုကျမ်းမှာစိတ်ချတာကြပါစေကလုံးလာကြည့်တဲ့ပရိသတ်တွေအလုံးပေါ့နော်အပေးတဲ့လူတွေအလုံးကြတော့လဲပါကိုကျမ်းမှာစိတ်ချတာကြပါစေဒါကျွန်တော်တို့ရွရတီဝိုင်းပေါ့ဒါမောင်နဲ့အလုံးပါတဲ့အနေထားတွေဖြစ်ပါတယ်ဒါအလုံးလဲမြင်ဘူးဖျားအောင်ဆိုပြီးတော့ဒါရှိပါတယ်ဒါဒီဖယ်လေးတွေကတနေ့တိုင်းလေးစီဖယ်လေးတွေပါလေပေါ်မဆက်ကြဒီလက်သေးကြီးရွာနေပြီးတော့လည်းပဲအလုံးဆရာတော်မြတ်ရဲ့ကိုစားလက်ကားလေး60 90မဆော်ပြီးမှအလုံးပေါင်းပြီးတော့30တဲ့နဲ့တင်းကြီးလေးကြီးနဲ့တစီတဲ့တလုံးတဲ့နဲ့ဒါဆရာတော်ဖျက်ရဲ့နောက်ဆုံးမှလာပြီးတော့အဖီတာဖြစ်ပါတယ်အလုံးကုသရေးအတွက်လုံးနေတဲ့တွဲလည်းပဲအမကြီးများပါရလည်းပဲကျွန်တော်တို့ဒီပေါ့ကုသဖြစ်နေပဲကြီးပြီးတော့ခုနသားလေးအဲ့ဒါအလုံးဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ရွရလေးတစ်စေးဆိုတာလည်းပဲချွေပို့လာဖို့ဆိုတာလည်းကျွန်တော်မလွယ်ပါဘူး160ကျော်နေပေါ့900နီးနီးပေါ့ဒီရေချင်းမှုဒီငကားလေးတော်ကြီးပေါ့နော်160နီးနီးနေပေါ့မှာအလုံးပေါ့ကျွန်တော်တို့ကထိုက်သိချတနေ့တည်းမှာဒီငွေနှမ်းသားကြီးရွှေနှမ်းသားကြီးတော့တနေ့တည်းမျိုးကငကားလေးတော်များဖြစ်ပါတယ်စိတ်ပန်းတွေမြပန်းစိတ်ပန်းတွေဗလများတွေမြကြီးအောင်ရကြီးအောင်တော့လက်သေးရွာနေပြီးတော့ငကားလေးတော်များဖြစ်ပါတယ်ကျွန်တော်တို့အားလုံးစီစီလုံးပေါ့နော်ဆရာတော်အရှင်ပညာဒီပါဆရာတော်အရှင်ဝိသုဒ္ဓအရှင်တော်ဆရာတော်အရှင်အာဒိစ္စစသည်ဖြင့်အနောက်မော်တုဆရာတော်ရမီရဖာတနေ့တည်းမျိုးဖာအားလုံးသောဌာနဆိုင်ရာတွေအလုံးဝပူပေါင်းဆောင်ရွက်ပြီးတော့ဒါကျွန်တော်တို့ဒီလိုမျိုးဖြစ်နေကြဖြစ်ပါတယ်ဟုတ်ကဲ့အလုံးကိုကျမ်းမှာချင်းစိတ်ချမ်းသာချင်းပြီးစုကြပါစေကကြီးသုံးပါကြော်လာနိုင်ပါစေဒေတာရွရအစလာများကိုလည်းပဲဆရာတော်ဖျက်ရဲ့ဩဝါဒတိုင်းတနင်္သာရီလူမျိုးတရားတစ်ပါးမှာပါဝင်တဲ့ဒါကျွန်တော်တို့တနင်္သာရီလူမျိုးဆိုတာခေါ်ကြတော့မြိတ်ပေါ့နော်တနင်္သာရီမြိတ်ဆိုတဲ့လူမျိုးရောရိုးရရေးချင်းမှုရောကောလုံးအတော်ရှိတိတာပါစေကြောင်းဆုတောင်းလိုက်ပါတယ်အလုံးကိုကျမ်းမှာချင်းစိတ်ချမ်းသာချင်းနဲ့လည်းပဲတော်တော်ဒီပြီးွားကြပါစေခင်ဗျာအလုံးပြီးွားကြပါစေဟုတ်ကဲ့အလုံးကျေးဇူးတင်ပါတယ်ရှက်စောပါမလားနော်ဆရာရောအဆောက်တာပါလားဘုရားအဆောက်တာပါနေရလားအဆောက်တာပါနေရလားကျွန်တော် line တော့မစစ်တယ်ဘာလို့တော့တစိမ့်ကခုရှိအဆောက်တာပါလားငါနိုင်ရမလားကဲငါချမ်းမှာကြပါစေချက်တာကြပါစေအလုံးမင်္ဂလာပေါင်း